El Clasico Final ကိုအနိုင်ယူလိုက်ပြန်တဲ့ Super Cup Champion Barcelona အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Division Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ် Barcelona ဟာ Hansi Flick လက်ထက်မှာ Final အရှုံးဆိုတာဘာမှမသိတော့ပဲစူဖလားတွေတစ်ခုပြီးတစ်ခုရယူနေပါတယ်ပြီးခဲ့တဲ့ရာသီကလည်း Real Madrid ကို Final တိုင်းမှာဖြုတ်ချအနိုင်ယူနေတဲ့ Barcelona ဟာဒီတစ်ချိန်မှာလည်း၃ချိန်ဆက်တိုက် Final အောင်မြင်မှုအဖြစ် Super Cup Final ကိုအနိုင်ရရှိလိုက်ပြန်ပါတယ် Barcelona နဲ့ Real Madrid တို့ဟာခါးသီးပြိုင်ဘက်တွေအဖြစ်နှစ်ပေါင်းများစွာရှိလာကြပြီးလာလီဂါရဲ့အကောင်းဆုံးအသင်းနေရာကိုအမြဲတမ်းပြိုင်လို့နေခဲ့ကြပါတယ်။ဒါပေမဲ့အခုလိုမျိုးဘာစီလိုနာက Real ကို El Clasico Final 3ချိန်ဆက်တိုက်အနိုင်ရရှိခဲ့တာကတော့တမိုင်းမှာပထမဆုံးချိန်ဖြစ်ခဲ့ပါတယ်။ဘာစီလိုနာကပြည်ရင်း Super League ဖလားအောင်မြင်မှုပါလဲပြိုင်ပွဲတွေထက်အများကြီးသာလွန်နေပါတယ်။ဘာစီလိုနာက Super Cup ကို16ချိန်မြောက်ကင်မြောက်နိုင်ခဲ့တာဖြစ်ပြီး Real ကတော့73ချိန်နဲ့ရရှိပူတာပါ။ဒီလိုစံချိန်သစ်တစ်ခုတင်နိုင်ဖို့အတွက်ဘာစီလိုနာက Real Madrid ကို Final မှာ 3-2 နဲ့အနိုင်ယူပြီးထိုးချဲဆွမ်းဆောင်ရေးပြသနိုင်ခဲ့ပါတယ်။ Saudi Arabia မှာရှင်ပြိုင်ကစားခဲ့တဲ့ Super Cup Final ဟာပထမပိုင်းမှာကတည်းက2-2နဲ့တည်ကြနေရင်ဂိုးတွေမြိုင်ဆိုင်နေခဲ့ပါတယ်။83မိနစ်မှာတွင်ကိုယူသွားတဲ့ Rafinha ရဲ့တွင်ကိုကအဆုံးဖြတ်ဖြစ်လာခဲ့ပြီးဘာစီလိုနာကိုဖလားလန်းစီခေါ်ဆောင်သွားခဲ့တာပါ။ Rafinha ကဒီပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ပြီးသူဟာတရားစီတဲ့တောက်ပတတ်တဲ့ကောက်ယိုမီမဟုတ်ကြောင်းအပြောနဲ့မဟုတ်ပဲအလုံးနဲ့သက်သေပြခဲ့ပါတယ်။ Rafinha ကအစောပိုင်းအခွင့်အရေးတချို့လွှဲချော်ပြီးတဲ့နောက်36မိနစ်မှာဘာစီလိုနာအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့ Real တို့ဘက်ကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ Real ကစားသမား Vinicius Junior ကတကူတော်ခြေစွမ်းပြခဲ့ရင်ခြေပါဂိုးကိုအချိန်ပေါ်မှာသွင်းယူပေးခဲ့ပါတယ်။နောက်ထပ်2မိနစ်အကြာမှာ Pedri ရဲ့ဖန်တီးမှုကနေ Robert Lewandowski ကနောက်တစ်ကြိမ်ဦးဆောင်ဂိုးသွင်းခဲ့ပြန်ပါတယ်။ Real တို့ကနောက်တစ်ကြိမ်တုံ့ပြန်ခဲ့ပြီး Gonzalo Garcia ကနောက်ထပ်2မိနစ်အကြာမှာခြေပါဂိုးထပ်ပြီးသွင်းယူသွားပြန်ပါတယ်။ Rodrigo ရဲ့ထောင်းငယ်ဘောကဒဲဟောက်ဆန်စီရောက်ရှိခဲ့ပြီးဘားထဲထိသွားရမှာအသင်းရှိနေတဲ့ Gonzalo ကပိတ်သွင်းလိုက်တာကြောင့် Frankie De Jong ရှင်းထုတ်တာတော့မမီပဲခြေပါဂိုးပေးလိုက်ရပြီး2-2နဲ့တည်ကြသွားခဲ့ပါတယ်။ဒုတိယပိုင်းပြန်လဲစတင်တော့လေ Vinicius ကပြိုင်ဘက်ကိုဆက်လက်စိတ်တော့ကပေးနေပါတယ်။နှစ်ဖက်ဂိုးသမားကလည်းလက်ဆွဲပြနေကြတာကြောင့်နောက်ထပ်ဦးဆောင်ကိုရဖို့အကျိတ်နယ်ဖြစ်နေကြပါတယ်။လာမင်းရမယ်လေစ조사သေးပေမဲ့အရာမထင်သေးပါဘူး။ဒီအချိန်မှာ Rafinha ကရရှိတဲ့အခွင့်အရေးကနေဘာစီလိုလိုအပ်နေတဲ့အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ဒဲယာကနေပြန်လဲသက်သာလာကစားမှုတပွဲလုံးမကစားနိုင်သေးတဲ့Mbappeကဒီပွဲကိုမိနစ်တချို့အကောင်းဆုံးပါဝင်စ조사ပေးခဲ့ပါသေးတယ်။ဒါချင်းအချိန်ပေါ်မှာဒီအောင်ကMbappeစီကိုချင်းစုံပြည့်ဝင်ဖြတ်ထုတ်လိုက်တာကြောင့်ဒိုင်ယာအနီကဲထိပြီးဘာစီလိုနာတို့တယောက်ကျော်သွားပါတယ်။ဒီအချိန်မှာ Alvaro Carreras နဲ့ Raúl Asensio တို့အခွင့်ကောင်းတွေရှိပေမဲ့လွဲချော်နေခဲ့တာကြောင့်ဘာစီလိုနာက3-2နဲ့အနိုင်ရရှိခဲ့ပြီးချန်ပီယံဖြစ်လာပါတယ်။ဘာစီလိုနာတို့ဖလားတစ်လုံးကာကွယ်ပြီးတဲ့နောက်ထပ်ဖလားတွေဆက်ပြီးရယူနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။